ကိုရမ်းချစ်တဲ့လူကိုတတိရတဲ့အခါဘယ်လိုလုပ်ရမလဲတဲ့တလုံးနဲ့ပဲဖြေရရင်တော့မေတ္တာပို့ပေါ့ကိုရမ်းချစ်ရတဲ့လူတယောက်ကိုစိတ်နှပြကျမ်းပါပါစေကိုစိတ်နှပြချမ်းသာပါစေနှလုံးစိတ်ဝမ်းငြိမ်းချမ်းပါစေလှုပ်သမျှအရာတိုင်းလုပ်ငန်းတိုင်းလည်းအောင်မြင်ဖြစ်ထွန်းပါစေကြံစီသမျှကောင်းမှုမင်္ဂလာတွေလည်းအောင်မြင်ဖြစ်ထွန်းပါစေကိုမစင်းရဲပါစေနဲ့စိတ်မစင်းရဲပါစေနဲ့ရောက်လေရာအရက်မှာသူတော်ကောင်းနဲ့တွေ့ပါစေသူတော်ကောင်းတရားတွေကိုကြိုးစားပွားများအားထုတ်နိုင်ပြီးတော့ငြိမ်းချမ်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပေါ့မေတ္တာပို့ပေးလိုက်ပေါ့လောကမှာမေတ္တာလောက်ခွန်အားကြီးတဲ့အရာဆိုတာဘာမှမရှိဘူးလောကမှာမေတ္တာတရားလောက်အစွမ်းထက်တဲ့ဆေးဆိုတာလေဘာမှမရှိဘူးဒါကြောင့်မေတ္တာပို့လိုက်ပါကိုလည်း